မော်လမြိုင်အပြင်တို့ AAVIB အတန်းတွေမှာဘာတွေတင်ပေးတာလဲဆိုအောင်ချက်နဲ့အတူတူသွားကြည့်ကြမယ်เนาะဒီနေ့လာတင်တဲ့တင်နန်းသူတွေကတော့ကိုပိုင် business စလုပ်တဲ့သူတွေလည်းရှိတယ်လို့အခုမှဆိုင်စားဖွင့်တဲ့သူတွေလည်းရှိတယ်အဲ့တော့နှစ်မျိုးစလုံးက update တင်ချင်တဲ့သူတွေအတွက်တင့်တော်တယ်ပေါ့เนาะကျွန်တော်တင်နန်းမှာဆိုရင်เนาะအဓိကဖြော်နီးအသေးစိတ်ကိုတင်ပေးတယ်ဘလို့အရသာဆက်ရတာလဲအလှဘလို့ဆင်ရတာလဲဘလို့မျိုးရောင်းရတာလဲဆိုတာတွေကိုအသေးစိတ်ချမ်းကိုယ်တိုင်တင်ပေးတဲ့အတန်းလေးဖြစ်တယ်တင်နန်းကတော့2မျိုးစီတယ်1 by 1ယူလို့ရတယ်လို့ group နဲ့လည်းတင်လို့ရတယ်ပေါ့နော်ဒါကတော့ group အတန်းလေးပေါ့နော်အဲ့တော့တင်နန်းထဲမှာမတက်မှာလုံးဝစိတ်ပူနေချမ်းကိုယ်တိုင်အသေးစိတ်တင်ပေးတယ်စာအုပ်တွေရောပြန်သွားရင်ကြည့်ဖို့ online အတန်းမှာပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်တဲ့အထီကိုတင်ပေးတာပေါ့နော်အဲ့တော့10လပိုင်းအတွက်ကတော့ပြည့်သွားပြီရန်ကုန်မှာ17လပိုင်းအတွက်ကြိုအပ်ထားလို့ရနေပြီလူဦးရေကန့်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အထူးကြီးလေးနဲ့အမြင်သွားအပ်လို့ရပါပြီအားလုံးကိုကျေးဇူးပါ